ရောင်နီချစ်သူများမင်္ဂလာပါရှင်ဒီကနေ့ရောင်နီကပေါ်ထုတ်မှာကတော့နိုင်ငံသားခံယူထားပြီးမြန်မာနိုင်ငံမှာစီးပွားရှာနေတဲ့သတင်းသမားအမိခံတာပေါင်းများစွာအောင်မင်းမြန်မာဟတ်တော့အကြောင်းပဲဖြစ်ပါတယ်ရှင်အဲ့ဒီတော့အောင်မင်းဘယ်လိုလူမျိုးလဲဆိုတာကနေစလိုက်ကြရအောင် Let's go နော်ခင်ဗျားဘာနိုင်ငံသားလဲအေးအဲ့ဒါမပြောလဲဆိုတော့ခင်ဗျားကနိုင်ငံသားဖြစ်ရင်ပိုဆိုးတယ် အောင်မင်းကနိုင်ငံသားခံယူထားတာနော် ဟုတ်ပါတယ်။အောင်မင်းကမြန်မာနိုင်ငံသားမဟုတ်ဘဲနဲ့အွန်လိုင်းနိုင်ငံသားခံယူထားတာဖြစ်ပါတယ်။88ခုနှစ်အရေးခင်းမှာတော့ခိုးသွားခဲ့ပြီးတော့အွန်လိုင်းနိုင်ငံမှာဒုက္ခတဲ့အဖြစ်နဲ့ခိုးလုံခဲ့ပြီးနိုင်ငံသားခံယူခဲ့တာဖြစ်ပါတယ်။အခုမြန်မာနိုင်ငံမှာကတော့အဲဗီဇာနဲ့နေပြီးဗီဇာတက်တန်းကုန်တိုင်းတက်တန်းတိုးနေတာပဲဖြစ်ပါတယ်။အောင်မင်းကဟော်လန်မှာသူ့ရဲ့သားတွေမယားတွေကိုထားခဲ့ပြီးတော့ဒီမှာအချိန်ကြီးနေတာရွယ်ချက်တစ်ခုကိုရှိပုံရပါတယ်။အဲဒီကကိုယ့်ရဲ့နိုင်ငံကတရှုံးဖြစ်နိုင်မယ်။ယောက်ကချိုးကန်ပြီးဒီနိုင်ငံနဲ့ထွက်ထားတာလား။ CIA လိုမျိုးထွက်ထားတာလည်းဖြစ်နိုင်တယ်ပေါ့ရှင်။ပြည်တွင်းကသတင်းတွေကိုပြည်ပကိုပို့ပေးနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒီနိုင်ငံမှာဘာအလုပ်မှမလုပ်ခဲနဲ့ဘာလို့ဒီလောက်တောင်တုံ့ပြုံနေနိုင်တာလဲ။တနည်းအားဖြင့် KTV သူကောင်မလေးတွေကိုတက်ချတယ်ပေါ့နော်။တိုင်းနဲ့ချီပြီးစချခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုကိုသူကိုယ်တိုင်တင်ထားခဲ့တာလည်းရှိပါသေးတယ်။ကျွန်မသိချင်တာအဲ့ဒီပတ်စံလေးသူ့ပြန်ရလဲ။ကျွန်တော်နိုင်ငံရဲ့ပြည်မျိုးကိုနိုင်ငံသားကိုရောင်းစားပြီးတော့အဲ့ဒီရနေတာလား။ဒါမှမဟုတ်လို့ရှိရင်သူကဒီပေးနဲ့သတင်းဌာနကဆိုပြီးလူခံတာရှိတယ်။အဲ့ဒီလူဝေတွေနဲ့ပဲတုံ့ဖြုံနေတာလား။ဒီကြတာတစ်ခုကတော့အဲ့ဒီလူကအမင်းမကိစ္စမှာဆိုရင်ကိုယ့်ရဲ့တပည့်လိုသမီးလိုဆိုပြီးဝေးခဲ့တဲ့လုပ်ဖို့ခိုင်းတာလည်းဖြစ်တဲ့ဟိုတော့မဆောင်ခဲ့တဲ့ဇယိုက်ဆိုးပြီးရှိခဲ့တာကတော့ငင်းမရတဲ့တသက်ပါ